လုံးမင်္ဂလာပါကျွန်တော်အခု Samsung Galaxy A56 5G ဖုန်းလေးကိုဆိုင်မှာကိုယ်တိုင်ကိုကြအန်ဘောင်းစင်းသွားလုပ်မှာဖြစ်ပါတယ်ဆိုင်ရဝန်ထမ်းကောင်းပါလေးနဲ့ဖုန်းကိုအန်ဘောင်းစင်းစာဖွင့်လိုက်ပါပြီဖုန်းလေးကအရောင်3မျိုးပဲရှိရခင်ဗျကျွန်တော်ကတော့ယောက်ျားလေးဆိုတော့ gray black ပုံစံတိုက်လေးကိုကျွန်တော်ယူလိုက်ခင်ဗျဖုန်းလေးက screen အကျယ်လေးရလည်းအနေတော့ပဲပြီးတော့ဖုန်းအထူပါလေးရလည်းကန်ရတာရမ်းအောင်အဆင်ပြေတယ်ပြီးတော့ဖုန်းလေးကပေါ့ပါလေးနဲ့မဟုတ်လို့သုံးရတာရမ်းအဆင်ပြေမယ်လို့ကျွန်တော်ထင်တယ်ဗျကျွန်တော်ဒီဖုန်းကိုဝယ်ရတဲ့အကြောင်းရင်းကတော့အခုညီလေးတို့ညီမလေးတို့AI ဗီဒီယိုဖန်တီးကျင်တာပဲဖြစ်ဖြစ် content ဗီဒီယိုဖန်တီးကျင်တာပဲဖြစ်ဖြစ်ဒီဖုန်းလေးကအဆင်ပြေမယ်လို့ကျွန်တော်မျှော်လင့်ပါတယ်။ဘာကြောင့်လဲဆိုတော့ကျွန်တော်ကိုယ်တိုင်လည်းဒီဖုန်းကိုတစုံတစ်ခုကညွှန်ပေးလို့ဝယ်ဖြစ်သွားတာလေးပါ။တခြားသူတော့မဟုတ်ပါဘူး။အဲ့ဒါ AI ပါ။ကျွန်တော် Google AI ကိုကျွန်တော်မေးလိုက်တဲ့အချိန်မှာ AI ကကျွန်တော်ကိုဖုန်းနှလုံးညွှန်ပေးတယ်။ Google Pixel 8နဲ့ Samsung Galaxy A55 5G ကိုကျွန်တော်ညွှန်ပေးပါတယ်။ဒါပေမဲ့ကျွန်တော် showroom ကိုသွားတဲ့အခါမှာA55 အလုံးက model ကုန်နေဆိုတဲ့အတွက်ကျွန်တော်စိတ်မကောင်းစွာပဲ A56 ကိုကျွန်တော်ယူလာခဲ့ပါတယ်။ဒါပေမဲ့ဒီ A56 ကလည်း A55 နဲ့တိတ်အားသာချက်အားနေချက်တိတ်မရှိဘူးဆိုတော့ဒီ content video တွေဒီ content creation လုပ်တဲ့ခါကျရင်အဆင်ပြေမယ်လို့ကျွန်တော်ထင်ပါတယ်။ဒါကြောင့်လည်းကျွန်တော်ရွေးချယ်ဖြစ်သွားတာပါ။ဒီနောက်ပိုင်းကျွန်တော်ဒီ A56 ရဲ့အားသာချက်အားနေချက်တွေကိုကျွန်တော်နောက်ဗီဒီယိုတွေမှာကျွန်တော်ပြန်လည်ပြပြပါမယ်။